ဒီကောင်မလေးမှာထိလိုက်သမျှအရာဝတ္ထုတိုင်းကိုရွှေဖြစ်အောင်ပြောင်းလဲနိုင်တဲ့စွမ်းရည်ရှိပါတယ်လူတိုင်းကိုပျော်ရွှင်စေခြင်းနဲ့စေတနာနဲ့လမ်းသွားလမ်းလာအမျိုးသမီးတစ်ယောက်ကိုရွှေပေးလိုက်ပေမဲ့ဟိုကသူ့ကိုအယူမလို့ထင်ပြီးလှည့်ထွက်သွားတယ်နောက်ထပ်မျိုးသားတစ်ယောက်ကိုထပ်ပေးပြန်တော့လေအဲ့ဒီလူကရွှေကိုတေချာကြည့်ပြီးအစ်စ်မဟုတ်ဘူးလို့ထင်တာနဲ့လွှတ်ပစ်ပြီးထွက်သွားပြန်ရောဘာလို့လူတွေကရွှေကိုမကြိုက်ကြတာလဲဆိုပြီးကောင်မလေးနားမလည်နိုင်ဖြစ်သွားတယ်ရွှေတွေကိုဘယ်လိုပေးရမလဲစဉ်းစားရင်းလမ်းဘေးမှာထိုင်ချလိုက်တယ်အဲ့ဒီအချိန်ဘေးနားကအမျိုးသမီးတောင်းစားတစ်ယောက်ကကောင်မလေးကိုမြင်ပြီးသူတောင်းစားချင်းချင်းပဲထင်သွားတယ်ဒါနဲ့သူ့မှာရှိတဲ့တခုလေးသောအစားအစာလေးကိုကောင်မလေးကိုဝေပေးလိုက်တယ်ကောင်မလေးကအကုန်စားလိုက်ပြီးနှက်ခမ်းတက်ကဗိုက်စာသေးပုံပြတော့အမျိုးသမီးကမကြခင်ကမှရထားတဲ့ပတ်စံအကျွေးနှစ်ပြားကိုပါထပ်ပေးရှာတယ်ကောင်မလေးကဒီမှာဘာလို့အမြဲထိုင်နေတာလဲလို့ဆက်ဆူတော့သူ့ကလေးနေမကောင်းလို့ကုသစရိတ်အများကြီးလိုနေတဲ့အကြောင်းအမျိုးသမီးကပြောပြတယ်ချက်ချင်းဆိုသလိုကောင်မလေးကတောင်းရမ်းတဲ့ခွက်ကိုရွှေခွက်ဖြစ်အောင်လုပ်ပေးလိုက်တဲ့အမျိုးသမီးခင်ဗျာအံ့ဩပြီးယုံတောင်မယုံနိုင်ဖြစ်သွားတာပေါ့တကယ်ဟုတ်မဟုတ်တေချာအောင်လို့ကောင်မလေးကသူ့ကိုရွှေဆိုင်ခေါ်သွားပေးတယ်ကလေးစေးကူဖို့ရွှေခွက်ကိုရောင်းချင်ပေမဲ့ဆိုင်ဝင်တန်းကသူတို့အဝတ်စားတွေစုပ်ပြတ်နေတာမြင်ပြီးမောင်းထုတ်ဖို့လုပ်တယ်ကောင်မလေးကရွှေစစ်ဖြစ်ကြောင်းစစ်ပေးဖို့စွတ်တောင်းဆိုပေမဲ့ဝန်ထမ်းကမယုံပဲမြ мян ထွက်သွားဖို့ပြောတယ်အမျိုးသမီးကလည်းလက်လျှော့ပြီးပြန်လှည့်ထွက်ဖို့ပြင်နေပြီဒီတော့ကောင်မလေးဒေါသထွက်သွားပြီးချက်ချင်းစစ်ဆေးပေးဖို့အော်ပြောလိုက်တယ်ဝန်ထမ်းလည်းသူတို့ကိုဆိုင်ကနေမြ мян ထွက်သွားစေချင်တာနဲ့ကရိယာတွေထုတ်ပြီးစစ်ပေးလိုက်ရတယ်စစ်ဆေးပြီးတဲ့အခါမှာတော့ဒီခွက်ကအရေးသွေးမြင့်ရွှေစစ်ဖြစ်ပြီးဒေါ်လာ9သိန်းတောင်တန်ကြေးရှိမှန်းသိလိုက်ရလို့ဝန်ထမ်းတုံ့လုံသွားတယ်အမျိုးသမီးခင်ဗျာဝမ်းတာလုံးလို့ငိုတောင်ငိုမိမတက်ပါပဲကောင်မလေးကိုကျေးဇူးတင်စကားပြောဖို့လှည့်ကြည့်လိုက်တော့